ချက်နေဒီနေ့ကတော့အီတလီမှာ day 4ပေါ့နော် day 4ကိုအခုမီလန်ကနေပြီးတော့ Venice ကိုသွားဖို့စီစဉ်ထားပါတယ်အခုကတော့မနက်4 နာရီ5 နာရီပေါ့4 နာရီခွဲ5 နာရီပေါ့နော်ဆိုတော့အခုမီလန်ကနေပြီးတော့မှ Venice ကိုသွားဖို့အတွက်ဘတ်ကားစီးသွားမယ်ပေါ့နော်ဘတ်ကားကအနည်းဆုံး3 နာရီကျော်ကြာတယ်ရထားနဲ့လည်းသွားလို့ရတယ်ဒါပေမဲ့ရထားလက်မှတ်တွေကကျိုးမဖြတ်ထားတော့ခါကြတော့စီရန်ကြီးလို့ပေါ့နော်အခုအလားဘတ်ကားနဲ့ပဲသွားမယ်ရထားနဲ့ဆိုရင်တော့နည်းနည်းတော့မြန်တယ်ပေါ့ဘတ်ကားနဲ့ကြတော့အချိန်တော့နည်းနည်းကြာတယ်ဒါပေမဲ့ဈေးသက်သာတယ်ပေါ့နော်ဆိုတော့လိုက်ကြပါအောင်အခုက Venice ရဲ့စိတ်ခံကိုရောက်ပြီပေါ့နော်ဘတ်ကားမှတ်တမ်းရတဲ့ဒီစိတ်ခံမှာပဲရှိတယ်အဲ့ဒီစိတ်ခံကနေပြီးတော့မှသူကအဲ့ဒီ Venice ရဲ့ဆန်မာကိုဆိုတဲ့မြို့တွေပေါ့နော်ဒီမှာနန်းတော်တွေဖျားเจ้าနေရှိတဲ့မြို့တွေကိုတွားလဲဖို့အတွက်water taxi လေးစီးရပါတော့ water taxi က line တွေအများကြီးရှိရဲ line 1 2ဆိုပြီးတော့ပေါ့နော်နောက်ထပ် line တွေလည်းအများကြီးရှိသေးရဲ့အဲ့ဒီမှာကိုမစီးတက်တာတဲ့ line ကိုရွေးပြီးတော့မှအဲ့လိုမျိုး24 hour ticket ဝယ်လိုက်တယ်ပေါ့နော်ဝယ်ပြီးတော့မှတရက်တည်းမှာအဲ့လိုမျိုးကိုကြိုက်တဲ့စိတ်ကန်းကိုသွားပြီးတော့မှအဲ့ဒီစိတ်ကန်းကနေပါနောက်တဲ့စိတ်ကန်းပြန်ကူအဲ့လိုမျိုးကူကြည့်တန်းကြည့်ပေါ့ဟိုဘက်ကူလိုက်ဒီဘက်ကူလိုက်အဲ့လိုမျိုးသွားရတယ်ပေါ့နော်ပြီးရင်ဒီမျိုးရဲ့အဓိကထူးခြားချက်ကဘာလဲဆိုတော့ကားလမ်းနေဆိုင်ငယ်လမ်းနေမရှိဘူးပေါ့နော်လမ်းလျှောက်ရင်ရှောက်မလျှောက်လို့ရှိရင်ခုနလိုမျိုးwater taxi လေးတွေတော့ဒါမှမဟုတ်လို့ရှိရင်ဒီ controller ဆိုတဲ့လေးတွေစီးပြီးတော့မှသွားကြတယ်ပေါ့နော်ပြီးရင်တော်တော်များများပြောကြတာကဒီမျိုးကနောက်ပေါင်းနှစ်ပေါင်းတော်တော်ကြာလို့ရှိရင်ရေအောင်မြုပ်သွားနိုင်တယ်လို့လည်းပြောကြတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမျိုးရဲ့အဲ့ဒီဗာလဲဖန်တယ်ပစ္စည်းလုပ်ငန်းပေါ့နော်ကျွေးဖန်တယ်လေးတွေဖန်တယ်ပေါ့နော်ကျွေးတော့မဟုတ်ဖန်တယ်လေးပေါ့နော်ဒီဖန်တယ်လေးတွေကရန်ကိုလာပါတယ်တောင်ကြီးမှာနေခဲ့တာဆိုတော့ဘာလို့တတိယဝါလဲဆိုအင်းလေးပေါ့နော်တောင်ကြီးအင်းလေးကိုရန်တတိယဝါပဲပေါ့နော်အဲ့လိုမျိုးတောင်ကြီးအင်းလေးကတော့ရှေ့တန်းချင်းအင်းလေးပေါ့ဒီမှာတော့သူကတိုင်နေရတော့ရေအောင်မှမြုပ်ထားပါတော့နော်အဲ့လိုမျိုးခေါ်လို့ရှိရင်စပစ်တီစားလိုက်ရောမကြည့်မနာနိုင်လေ4 နာရီ5 နာရီ Venice ကနေပြီးတော့ pizza တော့အခုရထားပေါ်ရောက်ပြီ940ရထားပါတော့အခုက Venice မှာ Venice ကနေပြီးတော့မှဒီ9 နာရီ39အဲ့ဒီ Florence မှာပြန်ဆင်းရမယ် Rome ကိုလည်းရောက်တာပဲ Rome ပဲစီးသွားလိုက်အောင်လားဒါကအဲ့ချင်းမို့တို့နဲ့ရထားပေါ်မှာမနက်စားနေရပါတော့မနက်စောကြီးထားလာပြီးတော့ရထားမြင်အောင်လို့အမြန်ပြေးလာပါတော့ပုံမှန်ဆိုလို့ရှိရင်ဒီမှာကရထားတွေကကြိုးဝဲထားလို့ရှိရင်လက်မှတ်တွေကစီးတက်တာတယ်ပြီးလို့ရှိရင်အဲ့လိုမျိုး schedule တွေကိုတိကျဆွဲလို့ရှိရင်နေရာအနှံ့ပိုရောက်တယ်ပေါ့နော်အခုဒီရထားဆိုလို့ရှိရင် Florence မှာတစ်ခေါက်နာမယ်ပြီးကြမှာအဲ့ဒီ transit စီးပြီးတော့မှနောက်တစ်နေရာဆက်သွားမှာပေါ့နော်ဆိုတော့အခုရထားပေါ်မှာပါခုက Florence မှာနောက်တဲ့ရထား transit စီးရမှာလားရထားမှာပြေးနေတာရထားခဏနေ53ဆုံးမမဆိုလို့ရထားခွေးလေးဝယ်ရေးပြေးနေတာမောပဲအချင်းက10 မိနစ်လောက်မရှိဘူးဆိုတော့နောက်ဆုံးတော့ရထားတွေ့ပါပြီ9:53
10 minutes နဲ့အရောက်ပြေးလာပေါ့နော်ရထားတွေကအဲ့တပူတာထဲမှာပဲရှိပေမဲ့ရထားအဲ့ဒီ line နေအများကြီးပဲကိုကအဲ့ဒီ17လား12လားမသိအဲ့ရနေပြီးတော့အဲ့ဒီလေးဆိုတဲ့ truck ကိုပြေးလာရတာပေါ့နော်ဆိုတော့ဘာဖြစ်ရထားပေါ်ရောက်ပါပြီနောက်ဆုံးတော့ပီဇာကိုတယောက်တည်းရောက်ချလာပါပြီအစားတော့ရထားလက်မှတ်ကတငယ်ချင်းနေနဲ့စုပြီးဖြတ်ထားတာပေါ့နော်သူတို့ကမလိုက်ဖြစ်တော့ကိုကလည်းရထားလက်မှတ်ကလည်းဖြတ်ထားပြီးသားဆိုတော့ဈေးလည်းပတ်စံပေးထားတာလीနော်အဲ့တော့တယောက်တည်းပဲလာလိုက်တယ်ဆိုတော့တယောက်တော့ခါကျနည်းနည်းတော့တိုင်ပတ်တယ်အစားတော့ကတယောက်တည်းလာမယ်လို့မဆုံးဖြတ်ထားတဲ့အတွက်ကြောင့်ဘာမှမယူလာဘူးပေါ့နော်အမှဓာတ်ပုံရိုက်ရတာလုံးဝမလွယ်ဘူးပေါ့နော်တယောက်တည်းအဲ့ဒီစောင်းနေတယ်ဒီအဆောက်အဲ့ဒီအဆောက်နဲ့လူတွေအများကြီးတော့ရိုက်နေချိန်မှာ oh my god လူတွေကလည်းပြတ်တိတ်ညာပဲသိရမလားနေရလည်းအရန်ပူပြီးတော့မှလေဓာတ်ပုံရိုက်ဝါလည်းရန်ခတ်တယ်ပေါ့နော်တယောက်တည်းအဲ့မှာလေ2 နာရီလောက်ကြာမှတနေ့အဲ့နာမှာ तू ကအဲ့ဒီပတ်ချလဲမှာပဲတခြားအဆောက်တွေရှိတယ်ကွယ်ဒါပေမဲ့လူကနေရအရန်ပူနေရောလေဗီဒီယိုလည်းမရိုက်နိုင်အမှဓာတ်ပုံတော့ငါတော့ဓာတ်ပုံတော့ရအောင်ပြအောင်တော့ရိုက်ရမယ်ဆိုရမှာအမှဓာတ်ပုံရိုက်နေနေချိန်ကုန်သွားပါတယ်ပြောလားဆိုတော့လည်းပြောပါတယ်ဘာလို့လဲဆိုအလားကလုံးဝပထမဆုံးအတွေ့အကြုံပေါ့နော်တယောက်တည်းဓာတ်ပုံဘလို့ရိုက်ရမယ်ဆိုတာကိုကောင်းသိသွားရပါတော့ဆိုတာအမှတချို့ tourist တွေကလည်းလာပြီးတော့မှပြောပါတယ်ရိုက်ပေးရမလားဘာညာလားဆိုပြီးတော့မှသူတို့တော့ကိုကကောင်းရိုက်ပေးဒါပေမဲ့သူတို့ကကြတော့တိတ်ပြီးမရိုက်တဲ့လောက်ကကြတော့သိရမလားပုံကောင်းအားတိတ်မရဘူးပဲနောက်ဆုံးတော့ရပါပါပြီဘတ်ကလေးမြေမစီးတယ်ဒီလားအခုမစီးပြီးတော့ဒီနားလေးရောက်ပါစီးဒီရအောင်မဆိုးလားဒါပေမဲ့ဟိုမှာချီရညနေဆိုရင်ပို့ပြီးတော့လာbeach ကိုရောက်ပါပြီ pizza ရဲ့ beach ပါအဲ့ဒီကကိုမဲဒီကိုဝတ်ဆောင်ပါလာတယ်အခုအဲ့ဒီပီဇာမြို့ထဲမှာပတ်ပြီးတော့မှအဲ့ဒီနီးတဲ့နေရာနာပေါ့နော်မိနစ်30လား40လားမသိဘူးလောက်ပဲစီးရတယ်ဘတ်စကားနဲ့စီးပြီးမှကန်ချီလေးရှိရပါတော့အဲ့ဒီကန်ချီကိုသွားပြီးတော့မှထပ်ပြီးတော့မှလဲမယ်ပေါ့နော်လဲပြီးတော့နောက်မှရေကူးမယ်လို့စီစဉ်ထားပါတယ်ကန်ချီကလာတယ်တော်တော်လာတယ်ကန်ချင်မှာရေကူးပြီးတော့မှပီဇာကနေမိလာရထားပြန်စီပြီးပြန်လာတယ်ပေါ့နော်ပြန်လာပြီးတော့အမှဘာလို့တတိယဆုံးလဲအမတ်ရဆုံးလဲဆိုတော့ဒီခီးမှာလေအဲ့ဒီမီလန်ကနေပြီးတော့မှအဲ့ဒီဟိုတယ်ကိုပြန်နေရထားမှာလေကျမရဲ့အဲ့ဒီပခုံးမှာလွယ်တဲ့အိတ်ကလေးတစ်ခုပေါ့နော်ရထားပေါ်မှာကြံခဲ့တာပေါ့နော်အလားတော့လုံးဝမမရပဲအဲ့ထက်မှာကော်လုံး passport တွေလည်းပါတယ်ကော်လုံးပေါ့နော်ဆိုတော့အဲ့ဒီရဲ့အကြောင်းကတော့နောက်မှပဲဆက်ပြောပြတော့မယ်ခုတော့ဖင်လန်ကိုပြန်လာနေပါတော့ဆိုတော့ဒီခီးစဉ်လေးကိုစနေဆောင်နေကြည့်ပေးတဲ့သူကြီးခါလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ခီးစဉ်မှာပြန်ပြီးတော့တွေ့ကြမယ်နော်အားလုံးပဲမွိုက်ကနာကက်မီ